Hello guys ဒီနေ့ကတော့ကျွန်တော်အားလည်းရတဲ့အမြဲသွားလိထားတာရှိတဲ့နေရာလေးတစ်ခုခေါ်သွားပြီးမြတ်ပြောပြလေးဖြစ်ပါတယ်ခင်ဗျာတိတ်ဆိတ်ပြီးတော့မှစေးနဲ့ relax လုပ်လို့ရမယ့်နေရာလေးတစ်ခုဆိုလို့ရှိရင်လည်းမမှားပါဘူးခင်ဗျာတန်စီ9တက်မြောက်မှာရှိတဲ့ရန်ကုန်ပုတ်ပလာဇာလေးပဲဖြစ်ပါတယ်ဆိုင်ထဲဝင်လိုက်တာနဲ့တိတ်ဆိတ်မှုကိုစတင်ပြီးတော့ခန်းစားလိုက်ရပါတယ်။စားအုပ်မျိုးစားတွေကလည်းများစွာရှိတဲ့အတွက်ကြောင့်မလို့ရွှေရတာလည်းလဲကူစီပါတယ်။ကျွန်တော်ကတော့စားအုပ်တွေရွေးနေရလို့ရှိရင်ချိန်ကြီးဘလောက်ကုန်တာလို့ကုန်တာလည်းမသိဘဲနဲ့စိတ်ကတဖြည်းဖြည်းနဲ့ခန်းဖြစ်သွားတတ်ပါတယ်။စားအဟောင်းတွေကိုလည်း affordable price နဲ့စီစဉ်ပေးထားတဲ့အတွက်ကြောင့်မလို့လုံးဝအဆင်ပြေစေပါတယ်။ကျွန်တော်လိုမျိုးစားအုပ်တွေနဲ့အချိန်ကုန်တာကြိုက်တဲ့သူတွေရှိခဲ့လို့ရှိရင်ရန်ကုန် Book Plaza ကိုတောက်ဖို့အတွက် strongly recommend ပေးပါတယ်ခင်ဗျာ။